လူအများစုကငွေကြေးဆိုဒီမှာအမြဲတစေလှုပ်ရှားဆောင်ရွက်နေခြင်းဆုံးဖြတ်ချက်များခဏခဏချမှတ်ခြင်းနဲ့နေ့စဉ်ဂရုစိုက်နေခြင်းတို့ကြောင့်တိုးပွားလာသည်ဟုယုံကြည်ကြတော့လေထူးဆန်းသည့်အမှန်တရားမှာလူတို့သည်မိမိတို့၏ငွေကြေးအပေါ်ဂျားဝင်ဆွတ်ဖက်မှုပိုများလေထိုငွေကြေးသည်တိတာထင်ရှားသောပုံစံဖြင့်အဆင့်ဆင့်တိုးပွားရန်ကွန်ပေါင်းဖြစ်ရန်ပို၍ခက်ခဲလေဖြစ်သည်ဟုသောအချက်ပင်ဤနေရာတွင်ပြင်းရည်သောစနစ် lazy system ဟူသည့်စိတ်ကူးသည်ဖြတ်လန်းတစ်ခုသို့မဟုတ်လှဲ့ကွက်တစ်ခုအနေနဲ့မဟုတ်ပဲမလိုအပ်သောဆုံးဖြတ်ချက်များကိုဖယ်ရှားပေးပြီးလူသားတို့၏စိတ်ခံစားချက်များအစားအချိန်နှင့်တင်ချသဘောတရားတို့ကိုသာအဓိကလှုပ်ဆောင်ခွင့်ပေးသည့်ဖွဲ့စည်းပုံတစ်ခုအဖြစ်စတင်ပုံပေါ်လာခြင်းဖြစ်သည်အစောပိုင်းတွင်တူညီသောငွေပမာဏဒေါ်လာ1000ဖြင့်စတင်ခဲ့သည့်လူနှစ်ဦးကိုမြင်ရောင်ကြည့်ပါတဦးကနေ့တိုင်းဈေးကွက်ကိုစစ်ဆေးပြီးသတင်းများကိုတုံ့ပြန်ကာရေတိုလှုပ်ရှားမှုများအပေါ်မူတည်၍ဝယ်လိုက်ရောင်းလိုက်လုပ်နေပြီးအခြားတဦးကမူရိုးရှင်းသောစနစ်တစ်ခုကိုတိဆောက်ကရင်းနောက်တွင်ဖယ်လှည့်ထွက်သွားပြီးရန်ဖန်ရန်ခါမှသာပြန်လေကြည့်ရှုသည်အချိန်ကြာလာသည်နှင့်အမျှ၎င်းတို့နှစ်ဦးကြားရှိကွာခြားချက်မှာဉာဏ်ပညာသို့မဟုတ်ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ပေတည်ငြိမ်မှုနှင့်အနှောက်ယှက်ကင်းမှု friction ကင်းမဲ့မှုတို့ကြောင့်ဖြစ်သည်အကြောင်းမှာဆုံးဖြတ်ချက်တိုင်းသည်မှားယွင်းနိုင်ခြေကိုဖြစ်ပေါ်စေပြီးတုံ့ပြန်မှုတိုင်းကငွေကြီးအဆင့်ဆင့်တိုးပွားမိဖြစ်စဉ်ကိုအနှောက်ယှက်ဖြစ်စေသောကြောင့်ဖြစ်သည်ငွေပမာဏ1000မှ3သိန်းဖြစ်လာစေရန်နောက်ွယ်ကအဓိကကျသောအယူအဆမှာမြန်ဆန်မှုမဟုတ်ဘဲကြာမြင့်ချိန်တက်တန်းဖြစ်ပြီးထို့ထက်ပို၍အရေးကြီးသည်မှာအနှောက်အယှက်မရှိတိုးပွားနေခြင်းဖြစ်သည်အကြောင်းမှာငွေကြီးအဆင့်ဆင့်တိုးပွားခြင်း compounding သဘောတရားသည်တိတာထင်ရှားသောလှုပ်ရှားမှုမရှိဘဲငြိမ်သက်နေပုံရသည့်ကာလရှည်များကုံဆုံးသွားပြီးမှသာမျက်စိဖြင့်မြင်သာလာတတ်သောကြောင့်ဖြစ်သည်ထို့ကြောင့်ပင်လူအများစုသည်၎င်း၏အကျိုးသက်ရောက်မှုမပြမီအချိန်တွင်အရှုံးပေးဆွန့်လွတ်လိုက်ကြပြီးတိတ်ဆိတ်ငြိမ်သက်နေခြင်းကိုတိုးတက်မှုမရှိဘဲရပ်တန့်နေခြင်းဟုမှားယွင်းစွာထင်မြင်တတ်ကြသည်သို့သောလက်တွေ့ထွင်မှုထိုစနစ်သည်မျက်နှာပြင်အောက်တွင်တိတ်တက်စိတ်အလုံးလုံးနေခြင်းဖြစ်သည်အခြေခံအားဖြင့်ဤစနစ်သည်အရင်အနည်းများကိုကာလရှည်တစ်လျှောက်မြင်းဖြောင်းအတိုင်းမဟုတ်ဘဲအတက်ပတ်သို့ဥတီကတိုးပွားနိုင်စွမ်းရှိကြောင်းတမိုင်းတစ်လျှောက်တတ်သိပြခဲ့ဖူးသည့်ရပိုင်ခွင့်ပိုင်ဆိုင်မှုများ assets ထဲသို့ခွဲဝေထည့်သွင်းခြင်းအပေါ်အမိပြုထားသည်ရေတိုလှုပ်ရှားမှုများကိုခံမှန်းရန်စ조사မိအစားအာယုံစိုက်မှုကိုကျေပြန့်သောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်ပါဝင်ပတ်သက်ခွင့်ရရှိရေးစီသို့ပြောင်းလဲလိုက်ခြင်းဖြစ်သည်ဤနေရာတွင်ရလဒ်များကိုဖြစ်ထွန်းစေမည့်အဓိကမောင်းနှင်အားအဖြစ်ဈေးကွက်အချိန်ကိုက်ကိုတွက်ချက်ခြင်း timing နေရာတွင်အချိန် time ကအစားထိုးဝင်လာခြင်းဖြစ်သည်ဤနေရာတွင်ဘန္ဒာရေးဆိုင်ရာစိတ်ပညာသည်ဘန္ဒာရေးဆိုင်ရာအသိပညာထက်ပို၍အရေးကြီးလာသည်အကြောင်းမှာမြည်သည်ကိုလှုပ်ဆောင်ရမည်နည်းဟုသိရှိခြင်းမှာပြဿနာဖြစ်ခဲလာတော့လေအနှောင့်အယှက်မရှိပဲစင်ဆက်မပြတ်လှုပ်ဆောင်သွားနိုင်ရန်အတွက်မူစိတ်နေသဘောထားတစ်မျိုးကွဲပြားစွာလိုအပ်သောကြောင့်ဖြစ်သည်ထိုစိတ်နေသဘောထားသည်နှီးကွေးသောတိုးတက်မှုကိုလက်ခံနိုင်ရမည်ပတ်ဝန်းကျင်ကစူညံတမ်းများကိုကြမ်းကြမ်းခံနိုင်ရမည်ဖြစ်ပြီးချက်ချင်းလက်ငင်းတုံ့ပြန်ချက်ရယူလိုသည့်စိတ်ဆန္ဒကိုဖျက်တောက်ထားနိုင်ရမည်ဖြစ်သည်၎င်းမှာချက်ချင်းလက်ငင်းဖြစ်တည်မှုများကိုစုလပ်ပေးရန်ဖန်တီးထားသောယနေ့ကဘာကြီးတွင်တဘာဝအလျောက်ခက်ခဲလာပြီသည်တင်ချသဘောတရားအရာအသေးစိတ်ချင်းကပ်ကြည့်မိဆိုလျင်1000မှ3သိန်းတို့ပြောင်းလဲသွားခြင်းသည်မြည်သည့်အကူအပြောင်းနှစ်တစ်နှစ်တွင်ပြယူချီကြီးထွားသွားခြင်းမျိုးမဟုတ်ပဲအချိန်ကာလတစ်ခုအတွင်းတည်ငြိမ်စွာအဆင့်ဆင့်တိုးပွားခြင်း compounding ၏ရလဒ်သာဖြစ်သည်ထိုဖြစ်စဉ်တွင်အကျိုးအမြတ်များက၎င်းတို့၏ကိုယ်ပိုင်အကျိုးအမြတ်များကိုထပ်မံဖန်တီးပြီးတဖြည်းဖြည်းနဲ့ထို့နောက်တွင်ရုတ်တရက်အရှိန်မြင့်တက်လာသည့်ထပ်ဆင့်အလွှာလိုက်အကျိုးသက်ရောက်မှု layering effect ကိုဖြစ်ပေါ်စေသည်ထို့ကြောင့်နောက်ပိုင်းကာလများရှိတိုးပွားမှုနှုန်းသည်အစောပိုင်းနှစ်များနှင့်နှိုင်းယှဉ်ပါကမမျှတလောက်အောင်များပြားလာသည်ဟုခန်းစားရစေသည်အစပိုင်းတွင်တိုးတက်မှုသည်အနည်းငယ်များသာရှိပုံရပြီးဤနေရာ၌ပင်လူအများစုသည်လက်လျှော့ထွက်ခွာသွားကြသည်အကြောင်းမှာအဆင့်ဆင့်တိုးပွားခြင်း compounding ဤပထမဆုံးအဆင့်သည်တင်ချသဘောတရားအရာစိတ်လှုပ်ရှားစရာအ ਨੇ ဆုံးဖြစ်တော်လဲစိတ်ပညာအရာမူတောင်းဆိုမှုအများဆုံးအဆင့်ဖြစ်နေသောကြောင့်ဖြစ်သည်၎င်းသည်မျက်စိဖြင့်မြင်သာသောဆုလတ်မရှိဘဲစိတ်ရှည်တမ်းခံမှုကိုလိုအပ်ပြီးပြင်ပမှအတိအမှတ်ပြုချီးမွမ်းမှုမရှိဘဲစီကံရှိမှုကိုလိုအပ်ကာ၎င်းမှာနေ့စဉ်လူမှုဘဝတွင်ဆုံးဖြတ်ချက်အများဆုံးကိုချမှတ်လိရှိပုံနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်သို့သောအချိန်ကုန်လွန်လာသည်နှင့်အမျှထိုဖွဲ့စည်းပုံသည်စတင်ပြောင်းလဲလာသည်
အကြောင်းမှာစနစ်မှထွက်ပေါ်လာသောအကျိုးအမြတ်များသည်ယင်းစနစ်ကိုထိန်းသိမ်းရန်လိုအပ်သောစ조사အားထုတ်မှုထက်ကျော်လွန်စပြုလာသောကြောင့်ဖြစ်သည်နောက်ဆုံးတွင်တဦးတစ်ယောက်ချင်းစီ၏အခန်းကဏ္ဍသည်လှုပ်ရှားဆောင်ရွက်ခြင်းထက်ထိန်းသိမ်းဆောင်ရှောက်ခြင်းဘက်သို့ပိုမိုဦးတည်သွားပြီးစင်ဆက်မပြတ်ပြောင်းလဲမှုများပြုလုပ်၍စနစ်ကိုပိုကောင်းအောင်စ조사နေမည်အစားထိုစနစ်ကြီးတစ်ခုလုံးအနှောက်အယှက်မရှိဆက်လက်လေပတ်နေစေရန်သာတေချာအောင်ပြုလုပ်ရတော့သည် ဒီအချက်ဒီပင်ပြင်းရည်သောစနစ် lazy system ၏စန့်ကျင်ဘက်အမှန်တရား paradox ဖြစ်သည်ယင်းစနစ်တွင်စ조사အားထုတ်မှုသည်အရေးမကြီး၍မဟုတ်ပဲလွဲမှားသောစ조사အားထုတ်မှုမျိုးအထူးသဖြင့်အခြေအနေအပေါ်လိုက်၍ချက်ချင်းတုံ့ပြန်တတ်သောဆုံးဖြတ်ချက်ချမှုများသည်ရေရှည်ရလဒ်များကိုပျက်စီးစေတတ်သောကြောင့်လှုပ်ဆောင်မှုနည်းခြင်းကပိုမိုထိရောက်မှုရှိလာခြင်းဖြစ်သည်ဘန္တာရေးစနစ်များတွင်အမှားများကိုရှောင်လွှဲနိုင်ခြင်းသည်အကျိုးအမြတ်များနောက်သို့လိုက်လံရှာဖွေခြင်းထက်ပိုမိုတက်ရောက်မှုရှိလေရှိသည်စနစ်တစ်ခုလုံး၏ရှုထောင့်မှကြည့်လျင်ဤချင်းကပ်ပုံသည်ကြီးမားသောအရင်အနည်းအစုအဖွဲ့ကြီးများလေပတ်ပုံနှင့်ကိုက်ညီမှုရှိသည်ထိုအဖွဲ့အစည်းများသည်နေ့ရက်များထက်ဆယ်စုနှစ်များဖြင့်တိုင်းတာသောအချိန်ကာလအပိုင်းအခြားများဖြန့်ကျက်ရင်းနှီးမြှုပ်နှံမှု diversification နှင့်တည်ငြိမ်မှုတို့ကိုဦးစားပေးကြသည်၎င်းတို့သည်ဒနာဥစ္စာဒနာစုဆောင်းတိဆောက်ခြင်းဆိုသည်မှာတီးခြားစီဖြစ်ပေါ်လာသောအခွင့်အလမ်းများထက်စီးပွားရေးကဏ္ဍတစ်ခုလုံး၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများနှင့်ထိတွေ့ဆက်နွယ်နေခြင်းအပေါ်တွင်သာပုံမူတည်ကြောင်းနားလည်ထားကြသောကြောင့်ဖြစ်သည်တမိုင်းတစ်လျှောက်တွင်ဈေးကွက်များသည်တိုးချဲမှုနှင့်ကြာဆင်းမှုတန်တရားဆက်ဝန်းများအတိုင်းရွေ့လျားခဲ့ကြသည်ရေတိုရလဒ်များကိုခံမှန်း၍မရနိုင်တော့လေရေရှည်လားရလမ်းကြောင်းများသည်ကုန်ထုတ်စွမ်းအားစမ်းသစ်တီထွင်မှုနှင့်လူဦးရေတိုးပွားမှုတို့ကိုထင်ဟပ်ပြသလေရှိသည်ဆိုလိုသည်မှာအချိန်ကာလတစ်ခုအထိပါဝင်ပတ်သက်နေခြင်းသည်ရေတိုတွင်ကြိုတင်ခံမှန်းရန်ကြိုးစားခြင်းထက်ပိုမူစိတ်ချရသည်သို့သောစိန်ခေါ်မှုမှာလူသားတို့၏အပြုအမူသည်တဘာဝအလျောက်ရေရှည်စနစ်တွေနဲ့ကိုက်ညီမှုမရှိခြင်းပင်ဖြစ်သည်အကြောင်းမှာမရေရာမှုများကစိတ်မတက်မတာဖြစ်မှုကိုဖန်တီးပြီးထိုစိတ်မတက်မတာဖြစ်မှုကဘာမှမလုပ်ဖဲနေခြင်းကပို၍အကျိုးရှိမိချီနေမျိုးတွင်ပင်တခုခုကိုလှုပ်ရှားဆောင်ရွက်ဖို့တွန်းအားပေးတတ်သောကြောင့်ဖြစ်သည်ထို့ကြောင့်လူတို့သည်ရည်ရွယ်ချက်ကောင်းတော်လဲအချိန်ခါမကျသောဆုံးဖြတ်ချက်တွေကြောင့်မိမိတို့၏တိုးတက်မှုခရီးစဉ်ကိုမိမိတို့ဘာသာအနှောက်အယှက်ဖြစ်စေမိကြသည်ဤအချက်ကြောင့်ပင်စနစ်တစ်ခုကိုဖန်တီးရန်အော်တိုမေးရှင်းများကြိုတင်သတ်မှတ်ထားသောစီးမြင်များသို့မဟုတ်ဝင်ရောက်ပြင်ဆင်ခွင့်ကိုကန့်သတ်ထားသောပုံစံမျိုးဖြင့်ကြားဝင်စစ်ဖက်ရန်လိုအပ်တီကိုရှော့ချပေးနိုင်တဲ့ပုံစံမျိုးဖြင့်ဒီဇိုင်းဆွဲရမည်ဖြစ်သည်ထို့သောပြုလုပ်ခြင်းဖြင့်လူသားနှင့်အရင်းအနှီးကြားတွင်အကွာအဝေးတစ်ခုကိုထိရောက်စွာဖန်တီးပေးနိုင်ပြီးဖြစ်စဉ်တစ်ခုလုံးကိုအမြဲတစေကြားဝင်နှောက်ယှက်မှုမရှိဘဲဆက်လက်လေပတ်စေနိုင်ရဖြစ်သည်ဤရှုထောင့်မှကြည့်လျင်1000မှ3သိန်းတို့တိုးပွားလာစေရန်လှုံ့ဆော်ခြင်းဆိုသည်မှာတတ်မှတ်ထားသောကိန်းဂဏန်းတစ်ခုရရှိရန်ကြိုးပမ်းခြင်းထက်အချိန်ကာလတစ်ခုထိမိမိဘာသာရည်ရှည်ရပ်တည်နိုင်မိဖွဲ့စည်းပုံတစ်ခုကိုတိဆောက်ခြင်းဘက်သို့ပိုမိုဦးတည်သွားသည်ထိုအခြေအနေတွင်ရရှိလာမည့်ရလဒ်သည်အမြဲတစေကြိုးပမ်းအားထုတ်နေမှုကြောင့်မဟုတ်ဘဲစနစ်၏ဘေးထွက်ကုန် by product တစ်ခုသာဖြစ်လာတော့သည်ထို့ပြင်ဤဖြစ်စဉ်အတွင်း၌ပင်ကိုလက္ခဏာသို့မဟုတ်ခံယူချက်ဆိုင်ရာပြောင်းလဲမှု identity shift တစ်ခုလည်းဖြစ်ပေါ်လာသည်ယင်းမှာငွေကြီးကိုတက်တက်ကြွကြွလိုက်လံစီမံခန့်ခွဲရန်စ조사သူတဦးဖြစ်မှမိမိကိုယ်စားငွေကြီးကိုစီမံခန့်ခွဲပြီးမိစနစ်တွေကိုတိဆောက်သူတဦးဖြစ်သူပြောင်းလဲသွားခြင်းဖြစ်သည်ဤပြောင်းလဲမှုသည်တိမ်မွေ့တော်လဲတိတာထင်ရှားလာသည်အကြောင်းမှာ၎င်းသည်အာယုံဆိုင်မှုကိုရေတိုရလဒ်များမှသည်ရေရှည်တည်တံ့ခိုင်မြဲမှုစီသို့ပြောင်းလဲပြီးလိုက်သောကြောင့်ဖြစ်သည်လက်တွေ့ကြပြောရလျင်၎င်းသည်အကောင်းဆုံးဖြစ်အောင်အမြဲတစေပြုပြင်ပြောင်းလဲနေခြင်း optimization ထက်တည်ငြိမ်အမြဲရှိမှု consistency ကိုပိုမိုဦးစားပေးရမည်ဟုဆိုလိုခြင်းဖြစ်သည်အကြောင်းမှာတင်းငယ်သောတိုးတက်ကောင်းမွန်မှုများသည်ဖြစ်စဉ်ရပ်တန့်သွားခြင်းကြောင့်ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများကိုအစားထိုးနိုင်ခဲလာသောကြောင့်ဖြစ်ပြီးအနှဲငယ်များသောအကျိုးအမြတ်များကိုရှာဖွေရန်လမ်းကြောင်းကိုခဏခဏပြောင်းလဲနေမည်အစားတည်ငြိမ်သောလမ်းကြောင်းတစ်ခုကိုထိန်းသိမ်းထားခြင်းကပိုမိုကောင်းမွန်သောရလဒ်များကိုထွက်ပေါ်စေတတ်သောကြောင့်ဖြစ်သည်ထို့အပြင်ဤကဲ့သို့ပြောင်းလဲမှုအတွက်လိုအပ်သောအချိန်ကာလအပိုင်းခြားသည်လူအများစုမျှော်လင့်ထားသည့်ထက်ပိုမိုကြာမြင့်တတ်ကြောင်းအတိအမှတ်ပြုရန်လည်းအရေးကြီးသည်ထို့ကြောင့်ပင်၎င်းကိုမဖြစ်နိုင်သောအရာဟုခံစားရတတ်ခြင်းဖြစ်သည်သို့သော၎င်းကိုအဆင့်များအဖြစ်ခွဲခြမ်းကြည့်လိုက်ပါကအစောပိုင်းနှစ်များသည်အခြေခံအုတ်မြစ်ကိုတိဆောက်ရသောကာလဖြစ်ပြီးအလဲပိုင်းနှစ်များသည်အရှိန်မြင့်တင်ရသောကာလဖြစ်ကာနောက်ပိုင်းနှစ်များသည်
အဆင့်ဆင့်တိုးပွားခြင်း compounding ၏အကျိုးသက်ရောက်မှုများကိုတိတာထင်ရှားသောပုံစံဖြင့်မြင်တွေ့ရမည်ကာလဖြစ်ကြောင်းပိုမှုရှင်းလင်းစွာသိမြင်လာပါလိမ့်မည်။အစောပိုင်းအဆင့်တွင်စနစ်သည်ထိခိုက်လွယ်ပြီးစီကံရှိမှုအပေါ်တွင်သာအလွန်အများမှီခိုနေရတော့လေအလဲပိုင်းအဆင့်တွင်မူအကျိုးအမြတ်များစုဆောင်းမိလာသည်နှင့် ဤကဲ့သို့အလွှာလိုက်အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုကိုလူအများစုကလွဲမှားစွာနားလည်တတ်ကြသည်ထို့ကြောင့်လူတို့သည်အချိန်ကာလကွာခြားချက်ကိုထည့်သွင်းမတွက်ချက်ပဲမိမိတို့၏အစောပိုင်းအဆင့်ရလဒ်များကိုအခြားသူများ၏နောက်ပိုင်းအဆင့်ရလဒ်များနှင့်တွားရောက်နှိုင်းယှဉ်မိတတ်ကြသည်၎င်းသည်လက်တွေ့မကျသောမျှော်လင့်ချက်များကိုဖြစ်ပေါ်စေပြီးစနစ်ကိုအချိန်မတိုင်မီပြုပြင်ပြောင်းလဲရန်တွန်းအားပေးတဲ့ကဲ့သို့ဖြစ်သွားစေသည်ပို၍ကျယ်ပြန့်သောရှုထောင့်မှနောက်ဆုတ်ကြည့်မိဆိုလျှင်ပုံမူကြီးမားသောစီးပွားရေးပတ်ဝန်းကျင်သည်လည်းအခန်းကဏ္ဍတစ်ခုမှပါဝင်နေသည်အကြောင်းမှာငွေကြေးဖောင်းပွားမှုအတိုးနှုန်းများနှင့်ဤပညာဆိုင်ရာတိုးတက်မှုများအားလုံးသည်အရင်အနည်းအဆင့်ဆင့်တိုးပွားမိနှုံးထားအပေါ်တက်ရောက်မှုရှိသောကြောင့်ဖြစ်သည်သို့သောအခြေခံကျသောနိယာမကမှုပြောင်းလဲမှုမရှိတည်မြဲနေစေဖြစ်သည်ယင်းမှာအချိန်သည်ရှိနေပြီးသားမိသည့်စနစ်ကိုမဆိုပုံမူကြီးထွားအောင်ပံ့ပိုးပေးသည်ဟုသောအချက်ပင်ဖြစ်သည်ထို့ကြောင့်ပင်အာယုံဆိုင်ရမည့်အရာမှာအကောင်းဆုံးဖြစ်နိုင်ခြေရှိမည့်ရလဒ်ကိုကြိုတင်ခံမှန်းနေရမှာမဟုတ်ပဲအချီအနီအမျိုးမျိုးကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်မည့်စနစ်တစ်ခုကိုတိဆောက်ရန်သာဖြစ်သည်ထိုစနစ်သည်အမြဲတမ်းဆုံးရှုံးပျက်စီးသွားနိုင်ခြေကိုအနည်းဆုံးဖြစ်အောင်လျှော့ချပေးထားပြီးတိုးတက်မှုလမ်းကြောင်းပေါ်တွင်ဆက်လက်ရှိနေစေရန်ထိန်းကျောင်းပေးရမည်အကြောင်းမှာရည်ရှိရှင်သန်နိုင်ခြင်းသည်အဆင့်ဆင့်တိုးပွားခြင်း compounding ဖြစ်စဉ်အတွက်မရှိမဖြစ်လိုအပ်သောအခြေခံစည်းကမ်းချက်ဖြစ်သောကြောင့်ဖြစ်သည်ဤနေရာတွင်ပြင်းရည်သောစနစ် lazy system ဆိုသည်မှာ၎င်း၏ဒီဇိုင်းပိုင်းအရအလိုအလျောက်ပြစ်ထားခြင်းမျိုးမဟုတ်ဘဲရိုးရှင်းမှုရှိစေရန်ရည်ရွယ်ချက်ရှိဖန်တီးထားခြင်းဖြစ်သည်ရှုပ်ထွေးမှုများကိုဖယ်ရှားပစ်ခြင်းမှာထိုအရာများကမလိုအပ်၍မဟုတ်ဘဲရှုပ်ထွေးမှုများသည်စနစ်ကိုထိခိုက်ပျက်စီးလွယ်စေပြီးကာလရှည်ကြာထိမ့်သိမ်းရန်ပိုမိုခက်ခဲစေတတ်သောကြောင့်ဖြစ်သည်စနစ်သည်ဆက်လက်လည်ပတ်နေသည်နှင့်အမျှစိတ်ရှည်သီးခံမှု၏အခန်းကဏ္ဍသည်ပိုမိုထင်ရှားလာသည်၎င်းသည်ဘာမှမလုပ်ဘဲငြိမ်ခံနေသည့်စရိုက်မျိုးမဟုတ်ဘဲမရေရာမှုများရှိနေသည့်တိုင်တည်ငြိမ်စွာဆက်လက်ရှိစေရန်ပြတ်သားစွာဆုံးဖြတ်ချက်ခြင်းဖြစ်သည်ထို့သောပြုလုပ်ခြင်းဖြင့်အဆင့်အဆင့်တိုးပွားခြင်း compounding ၏တင်ချသဘောတရားကိုအနှောက်အယှက်မရှိအကျိုးသက်ရောက်ခွင့်ပေးလိုက်ခြင်းဖြစ်ပြီးနောက်ဆုံးတွင်ရင်းနေရာ၌ပင်တိတာထင်ရှားသောပြောင်းလဲမှုကြီးဖြစ်ပေါ်လာတော့သည်စနစ်သည်၎င်း၏နောက်ပိုင်းအဆင့်များသို့ရောက်ရှိလာခြင်းတွင်တိုးပွားမှုအများစုသည်အသစ်ထပ်မံထည့်သွင်းသည့်အရင်းအနှီးများကြောင့်မဟုတ်ဘဲစုဆောင်းမိလာသောအကျိုးအမြတ်များမှထွက်ပေါ်လာခြင်းဖြစ်သည်ဤနေရာတွင်တိတာထင်ရှားသောအလှည့်အပြောင်းကိုမြင်တွေ့ရမည်ဖြစ်ပြီးအရင်းအနှီးသည်ယခင်နှင့်မတူဘဲပုံစံတစ်မျိုးဖြင့်လည်ပတ်ကာနောက်ထပ်စ조사အားထုတ်မှုတွေမလိုဘဲပုံမူကြီးမားသောပမာဏများဖြင့်အရှိန်အဟုန်ပြင်းစွာတိုးပွားလာတော့သည်ထို့အချိန်တွင်မူလကစတင်ခဲ့သောဒေါ်လာ1000ဆိုသည်မှာစုစုပေါင်းပမာဏ၏သေးငယ်သောအစိတ်ပိုင်းတစ်ခုမျှသာဖြစ်နေတော့မည်သို့သော၎င်းသည်အရာအလုံးကိုတိဆောက်ခဲ့သည့်အခြေခံအုတ်မြစ်အဖြစ်တည်ရှိနေစေဖြစ်သည်၎င်းကသေးငယ်သောအစာပြုမှုများကိုအချိန်နှင့်တည်ငြိမ်အမြဲရှိမှုတို့နှင့်ပေါင်းစပ်လိုက်သောအခါမြည်များအထိကြီးမားထွားကြောင်းသောအရာတစ်ခုအဖြစ်သို့ပြောင်းလဲလာနိုင်ကြောင်းသက်သေပြနေခြင်းပင်ဖြစ်သည်အဓိကကျသောသိမြင်နားလည်မှုမှာ1000မှ3သိန်းတို့တွားရလမ်းကြောင်းသည်ပြင်းထန်အားဆိုင်မှုပေါ်တွင်အခြေခံခြင်းမဟုတ်ဘဲဆက်ဆက်မပြတ်ရှိမှုပေါ်တွင်သာအခြေခံခြင်းဖြစ်သည်အမြဲတစေလှုပ်ရှားဆောင်ရွက်နေခြင်းကြောင့်မဟုတ်ဘဲရေရှည်လက်တွဲပါဝင်နေခြင်းကြောင့်ဖြစ်သည်ထို့ပြင်ပြီးပြည့်စုံသောဆုံးဖြတ်ချက်များချမှတ်နိုင်ခြင်းကြောင့်မဟုတ်ဘဲဖြစ်စဉ်ကိုပျက်စီးစေမည့်ဆုံးဖြတ်ချက်များကိုရှောင်လွှဲနိုင်ခြင်းကြောင့်ဖြစ်သည်ဟုသောအချက်ပင်နောက်ဆုံးတွင်ဤစနစ်သည်ဈေးကွက်များကိုကြိုတင်ခံမှန်းခြင်းအဝင်အထွက်အချိန်ကိုက်တွက်ချက်ခြင်းသို့မဟုတ်ခေတ်ရည်စည်းကြောင်းများနောက်သို့လိုက်လံရှာဖွေခြင်းတို့ပေါ်မှီခိုခြင်းမရှိဘဲအချိန်ကာလတစ်ခုတွင်တဘာဝအလျောက်တိုးပွားမှုဖြစ်ပေါ်နိုင်ပြီးတည်ငြိမ်သောမူပေါင်းတစ်ခုကိုဖန်တီးခြင်းအပေါ်၌သာအခြေခံသည်နေ့စဉ်လူမှုဘဝတွင်ဤဖြစ်စဉ်သည်ထူးခြားမှုမရှိဘဲငြိမ်သက်နေပုံရတော့လေနှစ်ပေါင်းများစွာကုန်လွန်လာသောအခါ၎င်း၏စုဆောင်းမိလာသောအကျိုးသက်ရောက်မှုကိုလစ်လျူရှုရန်ပို၍ပင်ခက်ခဲလာပါလိမ့်မည်အစာပိုင်းတွင်ဘာမျှမလုပ်ဘဲထိုင်နေရသည်ဟုခံစားရသောအရာသည်တဖြည်းဖြည်းနှင့်ရည်ရွယ်ချက်ရှိချင်းကပ်သောမဟာဗျူဟာတစ်ခုအဖြစ်ပေါ်လွင်လာသည်ထိုဗျူဟာတွင်စိတ်လိုက်မှန်ပါတုံ့ပြန်မှုများနေရာ၌ချုပ်တဲမှုကအစားထိုးဝင်ရောက်လာပြီးအတင်းအဓမ္မစ조사အားထုတ်မှုများနေရာ၌စနစ်တကျဖွဲ့စည်းတည်ဆောက်မှုကအစားထိုးဝင်ရောက်လာကစနစ်ကို၎င်းအားဖန်တီးထားသည့်အတိုင်းတိတ်တဆိတ်တည်ငြိမ်စွာနှင့်စဉ်ဆက်မပြတ်တိုးပွားလာစေရန်ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်အ
အရာအလုံးထဲတွင်စန့်ကျင်ဘက်အကြားဆုံးအစိတ်အပိုင်းမှာလည်းဤအချက်ပင်ဖြစ်နိုင်ပါလိမ့်မည်။ယင်းမှာတိတာထင်ရှားသောပြောင်းလဲမှုကြီးဆိုသည်မှာပုံမလှုပ်ဆောင်ခြင်းကြောင့်ရရှိလာခြင်းမဟုတ်ပဲပုံမနေပါစွာလှုပ်ဆောင်ခြင်းပုံမတည်ငြိမ်မှုရှိခြင်းနဲ့လူအများစုတီးခတ်နိုင်စွမ်းရှိသည့်ထက်ပုံမကြာမြင့်သောအချိန်ကာလတစ်ခုအထိထိမ့်သိမ်းထားနိုင်ခြင်းတို့ကြောင့်သာဖြစ်ပေါ်လာခြင်းဖြစ်သည်ထို့ကြောင့်ပင်ဤကဲ့သို့သောရားလက်မျိုးကိုကြုံတွေ့ခံစားရသူအလွန်နှဲပါနေခြင်းဖြစ်သည်